ဒီနေ့ကျွန်တော်ဒီဗီဒီယိုမှာလေဒီနိုင်ငံကလူတွေတုံးတဲ့အင်္ဂလိပ်စကားတချို့ကျွန်တော်ပြောပြမှာပဲဖြစ်တယ်နော်ဒါကဘာဖြစ်လို့ကျွန်တော်ပြောပြရလဲဆိုတော့လေအင်တာဗျူးသွားဖြေတဲ့လူတွေတခါတလေအလုပ်ထဲမှာအင်္ဂလိပ်စကားပေါ့နော်နိုင်ငံသားတွေကပြောလာတဲ့ခါကြလို့ရှိရင်နားမလဲဖို့အရန်ရာခိုင်နှုန်းများတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့သင်ခဲ့တဲ့အင်္ဂလိပ်စကားနဲ့သူတို့ပြောတဲ့အင်္ဂလိပ်စကားကအတန်တော်တော်လေးကိုကွာတယ်နားထောင်မှုအရန်ခက်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်ဖြစ်တာပဲဖြစ်ပါတယ်ပေါ့နော်ပထမဆုံးတစ်ခုကလေသူတို့ကဥပမာ Apple ဆိုလို့ရှိရင်ပေါ့နော်ဘယ်လိုမျိုးပြောလဲဆိုလို့ရှိရင်ဟို Apple သူတို့အဲ့လိုမျိုးပြောတယ်ပေါ့နော်အဲ့ဒါကသူတို့ကပန်းတီကိုပြောတာဖြစ်တယ်ဥပမာသူတို့ကတရက်တီဆိုလို့ရှိရင်သူတို့ဘယ်လိုပြောလဲဆိုလို့ရှိရင် Mongo ဒါဆိုကျွန်တော်တို့နားထောင်မှုအသားမကြတဲ့လို့ဆိုလို့ရှိရင်ပေါ့နော်နားထောင်မှုခက်တယ် Strawberry ဆိုလို့ရှိရင်စီတောပဲလေဆိုပြီးတော့သူတို့အဲ့လိုမျိုးပြောတယ်ဥပမာ thank you ဆိုလို့ရှိရင် thank you ပြောရင်ပြောတခြား thank you အဲ့လိုမျိုးပြောတယ်အများကြီး ABCD ဆိုလို့ရှိရင်တို့ကအတန်ဆွဲအတန်နဲ့တုံးတယ်ပေါ့နော်ဥပမာ A ဆိုလို့ရှိရင်တို့က A အဲ့လိုမျိုးပြောတယ် B ဆိုရင်လည်း B နော် C D အဲ့လိုမျိုးအတန်တုံးတယ်နော်ပြီးတော့လို့ရှိရင်ကျွန်တော် arm ဆိုလို့ရှိရင် arm နော် H ဆိုလို့ရှိရင်AC လို့ AC အဲ့လိုမျိုးတွေတို့ပြောကြတာနော်ဒီကိစ္စနဲ့ဒီလို ABCD တွေကိုဟိုနေ့ပြလို့လဲပေါ့နော်မှားခဲ့လို့လဲကျွန်တော်ကိုယ်တိုင်လဲ160ရောဖူးတယ်ဘာလဲဆိုတော့လေအရင်အလုပ်တုံးပါပေါ့နော်ကျွန်တော်ကတက်စီသမားကိုတက်စီကားနံပါတ်မှတ်ပြီးတော့ပတ်စံပေးလိုက်တာအဲ့ဒီမှာသူတို့ပြောတဲ့arm ရယ် R ရယ် O ရယ်ပေါ့နော်အဲ့ဒီစကားလုံးနားမထောင်တတ်လို့ကျွန်တော်ကိုယ်တိုင်160ကျော်လိုက်ရတယ်သူကဘယ်လိုပြောလဲဆိုတော့လေအားတလုံးနဲ့ဘယ်လိုပြောလဲအားလို့ဆိုရအဲ့လိုပြောတယ်ဆိုတော့ကျွန်တော်စိတ်ထင်ကကျွန်တော်ကဒီ walkie talkie ဆက်နေလေ IK နဲ့တုံးရတဲ့ခါကျတော့ဒီနားထဲမှာနားထောင်တာလေအားလို့ဆိုတော့ R ရယ်L ရယ် O ရယ်ကျွန်တော်အဲ့လိုထင်တာကျွန်တော်အဲ့အတိုင်းကျွန်တော်မှတ်ထားတယ်အားလို့ဆိုတော့မဟုတ်ဘူးအမှန်တော့သူတို့ပြောတာအဲ့ဒါအားတလုံးနဲ့ကိုပြောတာနော်အရှိမတော့ M လည်းပါတယ် M လို့ဆို M ရယ် R ရယ် L ရယ် O ရယ်ဆိုပြီးတော့ကျွန်တော်ကအဲ့ဒါဘောင်ချဖွင့်ပြီးတော့တက်စီသမားကို160ကျွန်တော်ကပေးလိုက်တာပေးလိုက်ပြီးတော့ဘောင်ချမင်ခံစာရွက်မှာပေါ့နော်ပတ်စံကျွန်တော်တို့ပြန်ပြီးတော့လက်ခံနေရှင်းတဲ့အခါမှာကျွန်တော်မှတ်ထားတဲ့တက်စီနဲ့အပေါ်ကမန်နေဂျာမှတ်ထားတဲ့တက်စီနံပါတ်နဲ့မတူလို့ဆိုပြီးတော့ကျွန်တော်160ရော်လိုက်ရတယ်ဘာလို့လဲဆိုတော့လေသူတို့ပြောတဲ့အင်္ဂလိပ်စကားကျွန်တော်နားမလဲလို့ဒါကြောင့်လေဒီကလူတွေအင်တာဗျူးသွားဖြေတဲ့အခါမှာပေါ့နော်တေးချက်ချာလေးသူတို့အင်္ဂလိပ်စကားပြောလာပြီဆိုရင်နားထောင်ဖို့ကျွန်တော်ကအကြံပေးချင်တယ်ပြီးရလို့ရှိရင်အလုပ်ခွင်မှာလည်းသူတို့ကပေါ့နော်အင်္ဂလိပ်လိုပြောလာလို့ရှိရင်လည်းတေချာလေးနားထောင်ပြီးပြန်မေးစေချင်တယ်ပေါ့နော်သူတို့လည်းမှားတယ်လို့တော့ပြောလို့မရဘူးဘာလို့ဆိုတော့ဒါသူတို့နိုင်ငံသူတို့ရဲ့စကားပဲလေနော်သူတို့ပြောတာကိုကနားထောင်အောင်မှာဖြစ်တယ်ကျွန်တော်အင်္ဂလိပ်လိုမျိုးအတန်မျိုးမဟုတ်တဲ့ခါကြောက်လေတေးချက်ချာလေးကူးဆိုင်ပြီးနားထောင်စေချင်တော့ကျွန်တော်ပြောပြပါနော်ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နော်